လန့်ခေါ်လိုက်ပါတယ်ဒီမျိုးသမီးဟာ2030ပြည့်နှစ်ကအင်္ဂါကျိုးသူတဦးဖြစ်ပြီးသူတို့ဂျိုဟာဗိုင်းရပ်စ်ယိုစိမ့်မှုကြောင့်မျိုးရိုးဗီဇပြောင်းလဲမှုတွေခံစားနေရကလူအများစုဟာဖုတ်ကောင်တွေအဖြစ်ပြောင်းလဲသွားတဲ့အတွက်ကဘာပြက်လူနီးနီးဖြစ်နေတယ်လို့ရှင်းပြပါတယ်သူမဟာရေနဲ့အစားအသောက်တွေကိုအရေးတကြီးလိုအပ်နေတာပါအမျိုးသားကိုရေတစ်တန်နဲ့အစားအသောက်9တန်ပြင်ဆင်ပေးဖို့တောင်းဆိုပြီးအလဲအလဲအနေနဲ့ရွှေ90ကီလိုဂရမ်ပေးမယ်လို့ကန့်လန့်ပါတယ်အမျိုးသားဟာဒါဟာအမျက်ဆုံးတေချာတဲ့ကုန်သွယ်မှုမှန်တိလိုက်ပြီးချက်ချင်းသဘောတူခဲ့ပါတယ်သူကတန်ရှင်းတဲ့ရေချိုအပိုအနေငယ်ပါထည့်ပေးမယ်လို့ကန့်လန့်လိုက်တဲ့အခါအင်္ဂါကျိုးသူအမျိုးသမီးဟာအရန်ပျော်ရွှင်သွားပြီး2ရက်အကြာမှာအယောင်းဝယ်ပြုလုပ်ဖို့ချိန်ဆိုလိုက်ကြပါတယ်အမျိုးသားဟာသူ့မိသားစုလက်ဝတ်ရတနာတွေကိုငွေသားနဲ့လဲလှယ်ပြီးရေနဲ့အစားအသောက်အမြောက်များကိုဝယ်ယူခဲ့ပါတယ်အရာအလုံးအစင်သင့်ဖြစ်တဲ့အခါသူဟာကုံသွားလေရေးစခန်းကိုရောက်လာခဲ့ပြီးအနက်ရောင်ဝတ်စုံနဲ့အမျိုးသမီးကစောင့်နေခဲ့တာကြာပါပြီထောက်ပံ့ရေးပစ္စည်းပုံကြီးကိုမြင်လိုက်ရတဲ့အခါသူမအရန်ပျော်သွားပြီးသဘောတူထားတဲ့ရွှေ90ကီလိုဂရမ်ကိုယူလာတဲ့အပြင်အဖြစ်အနာစာကင်းတဲ့နီလာကြောက်တပွင့်ကိုပါလက်ဆောင်ပေးခဲ့ပါတယ်ကြောက်မြတ်ရတနာရဲ့ထူးခြားတဲ့အရေးသွေးကိုမြင်လိုက်ရတဲ့အခါအမျိုးသားဟာဒါဟာတန်မိုးကြီးမရမယ်ဆိုတာကိုသိလိုက်ပါတယ်အယောင်းဝယ်ပြီးဆုံးပြီးနောက်သူဟာရွှေကိုရောင်းဖို့စီစဉ်ခဲ့ပေမဲ့ဒီလောက်များတဲ့ပမာဏကိုတပြိုင်တည်းရောင်းချရင်အန်ရရှိနိုင်တယ်လို့တွေးလိုက်ပြီးဒါကိုကင်တွယ်ပေးဖို့တင့်တော်တဲ့လူကိုရှာဖို့လိုတယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအခါမှာသူ့ကိုတိုက်မိခဲ့တဲ့လေလံပွဲရုံမန်နေဂျာအမျိုးသမီးကိုတတိယပြီးချက်ချင်းတွားရှာခဲ့ပါတယ်။အမျိုးသမီးကသူ့ကိုတောင်းပန်ထားတဲ့ဒေါ်လာ9000ကိုလာတောင်းလာလို့ထင်ခဲ့ပေမဲ့အမျိုးသားကတော့အခြားကိစ္စတစ်ခုနဲ့လာတာပါလို့ပြောပြီးနီလာကျောက်ကိုထုတ်ပြခဲ့ကတန်မိုးကိုမေးခဲ့ပါတယ်။အမျိုးသမီးဟာနီလာကျောက်ကိုမြင်လိုက်ရတဲ့အခါလုံးဝကိုအံ့အားသင့်သွားပြီးဒါဟာအစ်စ်မှန်ဆိုရင်